ကျွန်တော်အနေနဲ့ပထမဆုံးမိတ်ဆက်လုပ်ပါတယ်ကျွန်တော်တော့ဒေါက်တာစင်ကိုကိုအောင်ဟာခါဆင်းအောင်ကြီးဖြစ်ပါတယ်ဟာခါပြည်နယ်ပြည်သူ့ဆေးရုံကြီးမှာဆင်းအောင်ကြီးဖြစ်တာဝန်ထမ်းဆောင်နေတယ်လို့ဟာခါမြို့နယ်အတွက်လည်းပြည်သူ့ကျန်းမာရေးလုပ်ငန်းကိုတာဝန်ခံဆောင်ရွက်ပေးနေဖြစ်ပါတယ်ဒီတရားဒါကတော့ဒေါက်တာမန်ပြက်ကုန်းဟာခါဆေးရုံအုပ်ဖြစ်ပါတယ်ဟာခါမြို့နယ်ဟာခါမြို့မှာနေထိုင်နေဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မှာဒီဟိုတယ်တွေတက်ခုခန်းတွေစေကန်းစေးဆိုင်တွေဝက်ရှော့တွေနောက်အလှပြင်ဆိုင်ဆေးဆိုင်ဖိတ်ကြားပြီးမှကိုဗစ် -19 နဲ့ပတ်သက်ပြီးပြောစရာလေးအနည်းငယ်ပြောကြမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ချင်းလို့လည်းငယ်ငယ်ပြောကြမှာဖြစ်ပါတယ်အခုလိုမျိုးမိုးရွာနေတဲ့ချိန်မှာမအားမလတ်တဲ့ကြားပါနော်ကိုယ့်ရဲ့ဆိုင်ကိုပြစ်ပြီးမှဆိုင်ကိုခဏထားပြီးအလုပ်တွေခဏထားပြီးလာပြီးအတွက်ကျွန်တော်အနေနဲ့အများကြီးတင်ပါတယ်ကျွန်တော်ဒီမှာချက်ပါဝါပိုင်းကတော့ဆက်လိုက်ပေါင်း40ကျော်ရှိပါတယ်အားလုံးကျွန်တော်မပြောတော့ပါဘူးလူရင်းအဓိကလေးပဲအချိန်ငဲကွက်တာအဖြစ်ပြောမှာဖြစ်ပါတယ်ဒီတိုင်းအနေနဲ့ကျွန်တော်ကိုဗစ် -19 အကြောင်းလေးကိုအနည်းငယ်ပြောကြားလိုပါတယ်နော်ကိုဗစ် -19 ရောဂါဟာကျွန်တော်တို့ဒီမတ်လ23ရက်နေ့မှာစပြီးမှမြန်မာနိုင်ငံမှာစတွေ့ခဲ့တဲ့ပေါ့နော်အားလုံးသိပြီးသားကျွန်တော်ချင်းပြင်းတဲ့တိတိမ်မှာစတင်တွေ့ခဲ့တာပေါ့နော်ဘာလို့လဲအဲ့ဒီ case ကစပြီးမှဥချိန်ထိနော်ဒါ၄လ5လအတွင်းမှာကျွန်တော်တို့နိုင်ငံမှာဖြစ်ပွားနေတုန်းဖြစ်ပါတယ်ဒါပေမဲ့လည်းဒီဧပြီမေနောက်ပိုင်းမှာဇွန်လနောက်ပိုင်းမှာပေါ့နော်စတင်ပြီးမှလူနာတွေရော့လာတယ်ကျွန်တော်တို့ချင်းပြင်းနယ်မှာလည်းဟာခါမှာပဲပေါ့နော်ကျွန်တော်လူနာ3ယောက်ဆေးရုံတက်ပြီးမှဥဒပေးရတာဖြစ်ပါတယ်သူတို့လည်းဇွန်လမှာဆေးမှာဆင်းသွားကြပါပြီဟာခါမြို့နယ်မှာတူမင်းတပ်ကတူထန်တလန်တူကျွန်တော်ဆေးရုံကြီးမှာဥဒပေးရတာအလုံးပြီးမှဖြစ်ပါတယ်ဒီလိုမျိုးယောဂတွေတွေ့ပြီးမှဥဒပေးပြီးဆင်းသွားကြပြီမဲ့လည်းအခုချိန်ထိနော်ကျွန်တော်အလုံးတတိပေးလို့တာကကျွန်တော်နိုင်ငံမှာကိုဗစ် -19 ဖြစ်ပွားနေစေရှိပါတယ်ဖြစ်ပွားနေစေဖြစ်တယ်လို့ချင်းပြည်နယ်မှာလည်းယောဂပိုးကင်းစင်တဲ့ပြည်နယ်ထဲမှာမပါသေးပါဘူးဒီတိမ်မှာလူနာတွေရှိနေပါသေးတယ်လူနာတွေဆက်လက်ကုသနေစေဖြစ်ပါတယ်ကျွန်တော်ချင်းပြည်နယ်ကနော်ဧပြီမေလလောက်မှာဆိုရင်ရန်ကုန်တိုင်းပြီးရင်ကျွန်တော်တို့ချင်းပြည်နယ်ဒုတိယလိုက်ပါတယ်ကိုဗစ် -19 နဲ့ပတ်သက်ပြီးကျွန်တော်တို့ချင်းပြည်နယ်ကအောက်မှာမရှိနေပါဘူးအရေးကြီးတဲ့နေရာမှာရှိနေပါတယ်အခုလက်ရှိအနေထားမှာတော့စရုပ်ထအဆင့်မှာရှိနေပါတယ်ရန်ကုန်တိုင်းပြီးရင်ရခိုင်တို့ကရင်တို့သူတို့အများနေပါနေဆက်တွေဆိုတော့နော်ကျွန်တော်ချင်းပြည်နယ်ကတော့စရုပ်ထအဆင့်မှာရောက်နေပါတယ်ဒါကြောင့်မို့ကျွန်တော်နဲ့ပြောကြားလိုတာကတော့ပေါ်ရောလို့မရသေးပါဘူးအခုဆိုင်တွေလည်းဖွင့်လိုက်ပြီးစားတောက်ဆိုင်တွေဖွင့်လိုက်ပြီးဆိုင်တွေအလားပြင်ဆိုင်တွေနောက်ဟိုတယ်တဲခွန်တွေတချို့ဖွင့်ရတာကြီးဖြစ်လာတဲ့တွေ့လူတွေကပေါ်ရောပြီးမှဒီကိုဗစ် -19 ကိုမေ့သွားကြမှာဆိုလို့ထပ်ဆင့်ပြီးမှဒီပေးဆွေးနွေးရခြင်းဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့တောက်ကြနေကြတဲ့31ရက်နေ့ကစတင်ပြီးမှဒီလိုမျိုးသိပညာပေးဆွေးနွေးခဲ့တာဖြစ်ပါတယ်ဒီတစ်ပတ်လုံးကျွန်တော်ဆက်တိုက်ဆောင်ရွက်မှာဖြစ်ပါတယ်ဒါ31ရက်နောက်တင်းင်းကုန်နေ့မှာလည်းကျွန်တော်ဈေးတွေလုပ်ပြီးဖိတ်ပြီးမှဆောင်ရွက်ပေးရပါတယ်အခုစေကန်းတွေစေးစန်းတွေနောက်ပြီးကျွန်တော်တို့အဝေးပြေးကားဂိတ်မှာတောက်လျှောက်ဟောပြောနေတာဖြစ်ပါတယ်ဒီလိုဟောပြောပြီးရင်ပြည်내ညွန်ကြားချက်လည်းပါတော့နော်ကျွန်တော်စစ်ဆေးအဖွဲ့တွေလိုက်စစ်ပါလိမ့်မယ် CVN တို့ FAO တို့ FDA တို့စားသုံးလို့ရေးရတို့နော်အလုံးစစ်ဆေးအဖွဲ့စစ်ပြီးရင်တမတ်ချက်နဲ့မကန့်ရင်တို့ကအရေးယူမှုတွေလုပ်ပါလိမ့်မယ်အရေးယူမှုလုပ်ပါလို့လည်းပြည်내ကပြောထားပါတယ်ကျွန်တော်တို့ကတော့မလုပ်ချင်ပါဘူးအဲ့ဒါမျိုးဖြစ်မှာဆိုလို့ကျွန်တော်တို့ကအရေးယူတာရမလုပ်ချင်တဲ့အတွက်အလုံးကိုအတိပေးဆွေးနွေးရတာလည်းပါပါတယ်အဲ့ဒါလေးလည်းရှင်းလင်းပြောကြားလိုပါတယ်ဒါကြောင့်မို့ဒီနေ့ဟောပြောတဲ့နေရာမှာပြန်သွားရင်လည်းလိုက်လာပြီးမှလုံနိုင်တယ်မြနော်ဆောင်ရွက်နိုင်တယ်မြဆောင်ရွက်ပေးဖို့လည်းကျွန်တော်လည်းကြိုတင်ပြီးမေတ္တာရပ်ခံလိုပါပါတယ်ဒါကြောင့်ကိုဗစ် -19 ကဖြစ်ပွားလာလို့ဆိုရင်ကျွန်တော်တို့တကယ်မနိုင်ပါဘူးဝင်ကြီးကလည်းဝန်ခံပြီးသားဖြစ်ပါတယ်ဟိုလောလောဆယ်မှာအိန္ဒိယတို့ဗီယက်နမ်တို့ဖိလစ်ပိုင်တို့အရန်ဆိုးဆိုးရွားရွားဖြစ်နေပါတယ်အားလုံးကြားမှာပါမနိုင်တော့အောင်ဖြစ်နေပါတယ်ဖိလစ်ပိုင်ဆိုရင်တမိုင်ဝန်ထမ်းတွေတချို့ဆိုရင်ထွက်ပြေးတာလို့မြို့ကနေပြေးကြတာတော့ဖြစ်နေပါတယ်ဒါအိန္ဒိယဆိုရင်တအားကြီးဖြစ်လို့နော်အိန္ဒိယပြန်လာတဲ့လူစစ်တမ်းတော်တော်များများတွေ့နေပါတယ်ကြောင့် lockdown လည်းပြန်ချနေပါပြီဒါမျိုးကြောင့်
ချင်းမြင့်တဲ့အနေနဲ့လည်းဟာခါအနေနဲ့လည်းမပေါ်ရဖို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံတာဖြစ်ပါတယ်ကျွန်တော်ဆက်လိုက်လေးကိုဆက်လက်ပြသမှာဖြစ်ပါတယ်ဒီနေ့အားလုံးကိုစီပင်တာယာကြီးဖိတ်ထားတာပေါ့နော်ဟိုတယ်တွေအကုန်လုံးစုပ်ပြီးမှစားတောက်ဆိုင်တွေစံတာဆိုင်တွေစေကန်းတွေအကုန်လုံးစုရဖြစ်ပါတယ်ဒါပေမဲ့ဟိုတယ်တဲ့ခုကန်းတွေပြင်ကျွန်တော်နဲ့အထူးမှာကြားကျင်တဲ့ဟာတွေလည်းရှိပါတယ်။စေကန်းတို့စန်တာဆိုင်တို့တွေကအဓိကမှာကျင်တာလေးရှိပါတယ်။ဥပမာစန်တာဆိုင်ဆိုကျွန်တော်တို့ကမေ့နေတာမျိုးဖြစ်တတ်တယ်လွတ်နေတာပေါ့နော်။စားတောက်ဆိုင်တွေပဲတာဖိနေတယ်နော်စီကန်းတွေတာကြက်နေတယ်ဟိုတယ်တွေကြက်နေတယ်နောက်စာတင်ကျောင်းတွေအားလုံးတည့်အတိုင်းပဲစီကန်းကြက်မလုံနေတယ်နော် face sheet တွေ mask တွေတာမယ်လုံနေဒါပေမဲ့စန်တာဆိုင်မှာကျွန်တော်တို့ကပေါ်ရတာတွေလွတ်သွားတာတွေရှိတတ်တယ်စန်တာဆိုင်တွေပို့ပြီးမှယူဆရမှာနီးကက်ကက်လေးလောက်ရသူတို့မှ6ပြီးခွာဖို့ဆိုတာမဖြစ်နိုင်ဘူးဒါလေးလည်းကျွန်တော်ကအထူးဒီနေ့မှပြောချင်ပါတယ်နော်ဒါကတော့ဟိုတယ်ကနေစလိုက်မယ်နော်ဟိုတယ်မှာကျွန်တော်ချင်းပြနေမှာဟိုတယ်တက်ခွန်းတွေလည်းပေါ်ပါတယ်ကြီးသွားလာတဲ့လူလည်းလာကျင်ကြပါတယ်အဲ့ဒီမှာ reception တွေပေါ့နော်အဲ့ဒါချင်းကြားနောက်ဝန်ထမ်းချင်းကြားဆက်တွယ်ထိခိုက်မှုလေးတွေကိုနီးစပ်မှုလေးတွေကိုအဓိကထားပြီးလိုက်နာစေချင်ပါတယ်ကျွန်တော်စာရွက်လေးတွေလည်းဝေထားပေးပါတယ်နော်အဲ့ဒီမှာနော်ဒါတူတဲ့သူ6ပေခွာမယ်ဆိုတာအားလုံးသတ်မှတ်ထားပြီးသားဖြစ်ပါတယ်6ပေခွာနော်အရင်ဆုံးက3ပေပြောတာပေါ့အခု6ပေဖြစ်ပါတယ်အဲဆိုအခုကူးဆက်တဲ့ COVID-19 ကနာချေချောင်းဆိုးတာအပြင်စကားပြောတဲ့နေရာနဲ့လည်းကူးဆက်နိုင်တယ်လို့ဒါပြောထားပါတယ်လေထဲမှာလည်းဒီ particle အမုံလေးတွေကလွင့်ပြီးမှကူးဆက်နိုင်တယ်လို့လည်းပြောထားပါတယ်ဒါပေမဲ့အတတ်နိုင်ဆုံးကျွန်တော်6ပေကိုခွာထားစေချင်ပါတယ်ဟိုတယ်တက်ခုကမှာပေါ့နော်ဟိုဒီလာတဲ့ခါလဲအဲ့လိုပေါ့တယောက်ကပ်ပြီးမှပူးကပ်ပြီးမှနေတာမျိုးမဖြစ်စေချင်ပါဘူးဒါ reception ပေါ့နော်ဒါဟိုတယ်မှာလာခဲ့တာ reception အဲ့ဂျိုပေါ့အဲ့ဂျိုမှာစလာခဲ့တာကျွန်တော်လူဝန်ထမ်းဟာဧည့်သည်တွေပေါ့နော်ဧည့်သည်တွေကိုတပြုံကြီးပေါ့နော်9ယောက်6ယောက်အပြုံးလိုက်ကြီးဒါမျိုးတွေမဖြစ်အောင်ကျွန်တော်တို့ ਨੇ ဝန်ထမ်းကနေခက်ခွာပါလေနေပေးစေချင်ပါတယ်အမားတို့အကိုတို့နော်ခက်ဝေးဝေးကနေနေပေးပါယောက်ချင်းပေးပါနာမည်စင်းပေးပါမပုံတင်ပါအဲ့ဒါမျိုးလေးတွေကစပြီးမှလောက်အောင်ဖြစ်ပါတယ်အဲ့ဒီမှာဝန်ထမ်းကိုယ်တိုင်ကလည်း mask တွေတက်ရမယ် face shield လို့ခေါ်တဲ့မျက်နှာဖုံးအကာလေးတွေတက်ရပါမယ် face shield လေးတွေပြပေးပါမယ်ဒါလေးကျွန်တော်တတ်ထားဖို့လိုအပ်ပါလိမ့်မယ်အခုချိန်မှာကျွန်တော်တို့ဟာခါမြို့နယ်နေနဲ့ mask တွေစစ်နေတယ်ပေါ့နော် mask တွေစစ်နေတယ် mask တွေစစ်တဲ့အပြင်သူက mask တွေစစ်တော့ဘာဖြစ်လဲဆိုတော့အပြင်ထွက်တဲ့ခါပဲစစ်တဲ့ခါပဲကျွန်တော်တို့က mask တက်တာအိမ်မှာကြတာမတက်တော့ဘူးအိမ်မှာနေလဲဥပမာဟိုတယ်ဆိုရင်လူစိမ်းနေနဲ့တွေ့နေတယ်ဧည့်သည်နဲ့တွေ့နေတာဖြစ်တဲ့အတွက် mask တက်ရမှာဖြစ်ပါတယ်အပြင်ထွက်မှဖမ်းမှကျွန်တော်တက်ရမှာမဟုတ်ပါဘူးဒါလေးကိုကျွန်တော်တို့ဒီအဲ့ဂျိုမှာကျွန်တော်တို့လိုက်နာဆောင်ရွက်ဖို့လိုအပ်ပါတယ်ဒီအဲ့ဂျိုကောင်တာမှာလည်းပဲဒီလက်ဆေးကန်လေးထားရမှာဖြစ်ပါတယ်လက်ဆေးကန်လေးရေနဲ့ဆက်ပြန်နဲ့ထားရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်အားလုံးသိပြီးသားအတိုင်း hand gel ပေါ့နော် alcohol 60% နော် 70% ပါတဲ့ hand gel hand wash ပေါ့နော်ကျွန်တော်လက်ဆေးရည်လေးကိုလည်းတပ်ပေးရမှာဖြစ်ပါတယ်ဒါဒါဟိုတယ်မှာမဟုတ်ပါဘူးအားလုံးဆေးကန်ဆေးဆိုင်စန်တာဆိုင် workshop နော်လူအများလာတဲ့နေရာအားလုံးပြောချင်တာဝန်ဆောင်မှုပေးတဲ့လူများအားလုံးဌာနအားလုံးမှာလက်ဆေးရမှာဖြစ်ပါတယ် hand gel လေးနဲ့စာဆေးပေးစေချင်ပါတယ်နောက်အဲ့လိုမျိုးထားပြီးရင်ဧည့်သည်လာတယ်ဧည့်သည်ကဖြားတယ်နေမကောင်းဘူးနော်ကျွန်တော်ဘေပဲလာပါစန်တာဆိုင်ပဲလာဧည့်သည်ကနေမကောင်းဘူးကိုယ့်ဖောက်တယ်ပေါ့နော် customer ကနေမကောင်းဖြားနာနေတယ်လို့ထင်ရင်ကျွန်တော်တို့အမှနန်ဒတ်စတာမိုမီတာလေးနဲ့တိုင်ရမှာပေါ့နော်ဖြစ်တယ်ဆိုရင်ကျွန်တော်ကျမရဲ့ဌာနကိုဆက်သွယ်ပြီးမှကြောင်းကြားရမှာဖြစ်ပါတယ်နောက်အဲ့ဒီလိုဒါတော့ကျွန်တော်ရေကူးကန်နေပေါ့နော်ရေကူးကန်တွေတော့ကျွန်တော်တို့မပြောတော့ပါဘူးနော်ဒါအားလုံးကျွန်တော်တို့ရှိမှရေကူးကန်တွေတိတ်မရှိသေးဘူးပေါ့နော်အဲ့ဒီမှာတစ်ခုကတန်ရှင်းရေးပေါ့နော်လေးပေးဆက်တွေဟီတာတွေပေါ့နော်နောက်တန်ရှင်းရေးမှာကျွန်တော်ပုံမှန်စစ်ဆေးတာရဖြစ်ပါတယ်ကျွန်တော်က airborne disease ပေါ့နော်လေထဲကနေပြန့်နှံ့ပြီးနာချေချောင်းဆိုးကနေကူးတဲ့ယောဂဖြစ်တဲ့အတွက်လေတန့်ရှင်းရေးကလိုအပ်ပါတယ်လေထဲမှာပြန့်နေတဲ့အတွက်နော်အဲကြောင့်မို့အခန်းထဲမှာရှိတဲ့ဖုံတွေအမိုက်တွေကိုကျွန်တော်တို့ကတေချာချာလေးတန့်ရှင်းရပုံမှန်လုပ်ပေးရမှာဖြစ်ပါတယ်ဒါကတော့ခုနတင်ပြသလိုဧည့်သည်တွေကိုတိုင်းသလိုကိုယ်ဝင်တိုင်းလည်းဖျားတာနာတာကိုပဲတေချာကြည့်စီခြင်းပါတယ်နော်ကိုယ်ဝင်တိုင်းတ
စားတောက်ဆိုင်ဝန်ထမ်းဟိုတယ်ဝန်ထမ်းစံသားဆိုင်ဝန်ထမ်းကနေမကောင်းဘူးဆိုရင်နော်ကျွန်တော်တို့နေမကောင်းဖျားနာနေတယ်လို့ထင်တယ်ဆိုသူ့အနာပေးလိုက်ပါသူ့ကိုနော်နေကောင်းမှဖျားတာပြောက်မှအဲ့လိုစဉ်းစေခြင်းပါတယ်ဖျားနေတဲ့ဝန်ထမ်းကိုမခိုင်းစေခြင်းပါဘူးဒါအဲ့ဒါလေးဆိုလိုတာပါကြောက်ဒါတော့တစ်ခါတော့ပစ္စည်းတွေပေါ့နော်ဆိုင်တွေမှာတုံးတဲ့ပကံတွေဇွန်းတွေဟိုတယ်တွေမှာနော်ဒါတွေကိုလည်းကျွန်တော်တို့မကြာခဏတန်ရှင်းပေးစေခြင်းပါတယ်ဒီမှာနော်ကျွန်တော်တို့ခဏနေလဲကျွန်တော်တို့ပါပါမှာ disinfection ဆိုတဲ့ဆေးနဲ့ပေါ့နော်ကျွန်တော်တို့ဗနင်းချင်းပေါင်တိုင်းဖြော်ပြီးမှကျွန်တော်တို့မြို့ထဲမှာတွေဆိုင်ထဲမှာလမ်းတွေမှာဟိုပြီးခဲ့တဲ့လတွေကလေဒါဖြစ်တော့လူနာရှိနေချိန်မှာတော့ဆေးဖြန်းကြတာတွေ့တယ်မဟုတ်လားဟိုကကျွန်တော်တို့ကဆေးဖြန်းတာမဟုတ်ဘူးကိုယ့်ရဲ့ဟိုတယ်ကိုယ့်ရဲ့အခန်းကိုယ့်ရဲ့ဆိုင်ထဲမှာကြတော့အဲ့ဒီအဝတ်လေးနဲ့နော်ပိုးတက်ဆေးရဲ့အဝတ်လေးနဲ့တုပ်ရမှာဖြစ်ပါတယ်အားလုံးကိုတုပ်เสียမလိုပါဘူးเนาะကြမ်းကင်းနေလဲကျွန်တော်တို့ဒက်တော်ဆေးနဲ့တိုက်เสียတကယ်တော့မလိုပါဘူးအဓိကနေရာပါလဲဆိုရင်လက်ကင်တဲ့နေရာတွေသူအများအားကင်တဲ့နေရာတကားလက်ကင်တွေနောက်စပွဲခုံဆောင်တွေကလထိုင်ခုံဆောင်တွေသူထိတဲ့နေရာတွေကိုအဝတ်နဲ့တုပ်ပေးရမှာဖြစ်ပါတယ်လူနာတယောက်ပြီးတယောက်ထိတွေ့ပြီးရင်တယောက်တုပ်နိုင်ရင်အကောင်းဆုံးဖြစ်ပါတယ်ဒါမကြာခဏဝန်ထမ်းတုပ်ပေးရမှာဖြစ်ပါတယ်ဒါလေးလိုက်နာဖို့လိုပါလေကားလက်ရမ်းနေပေါ့နော်လေကားလက်ရမ်းနေနောက်အိမ်သာလက်ကင်ဘူးတွေနောက်ခွက်တွေပေါ့နော်သူကင်နေကြဟာတွေအားလုံးကိုဝစ်စုပ်လေးနဲ့တုပ်ပြရမှာဖြစ်ပါတယ်ဒါစံသားဆိုင်တွေဆိုရင်ဒါခွင့်နေတဲ့တွေသိပါတယ်အများကင်တဲ့နေရာပေါ့နော်ကက်ကြီးပဲဖြစ်ဖြစ်ဓာပဲဖြစ်ဖြစ်ခေါင်းပြီးပဲဖြစ်ဖြစ်ပေါ့နော်တုံးတာတွေကိုအဝတ်နဲ့အဲ့ဒီပုဒ်တက်ဆေးပါတယ်အဝတ်နဲ့တုပ်ပြရမှာဖြစ်ပါတယ်ဖြန်းစရာအများကြီးမလိုပါဘူးနော်ဒါကစားကွင်းကကျွန်တော်တို့ပိတ်ထားတာပါနော်ဒါတော့ကြော်လိုက်တော့ပြန်နော်ဒါတန်ရှင်းလဲကျွန်တော်တို့ဒါပြောထားပါပြီအဲ့မှာတစ်ချက်ပြောချင်တာကအများကင်တဲ့နေရာပေါ့နော်အိမ်မှာလည်း control တွေ remote control နော် remote control တွေဆိုရင်ဒါအများသုံးတဲ့နေရာတွေကင်တဲ့နေရာကိုအဲ့ဒီပို့တက်ဆေးလေးနဲ့တုပ်ပေးစီခြင်းပါတယ် hand gel နဲ့လည်းတုပ်လို့ရပါတယ်နော်ဒါတန်ရှင်းပုံမှန်လုပ်ရမှာပါဒါကိုယ့်အိမ်မှာကိုလည်းဒါဆောင်ရွက်လို့ရပါတယ်နော်ဖုန်းတွေပေါ့နော်ဖုန်းဆိုရင်ဒါကျွန်တော်တို့တတိမထားမိတဲ့အထက်မှာပါတယ်ကူးတဲ့အထက်မှာပါတယ်ဖုန်းတွေကနော်ဒါလေးတွေကိုဟန်ဂျယ်နဲ့တုပ်ပေးစီညင်ပါတယ်နော်ကြောဒါဟိုတယ်ဆက်ပြောမယ်ဆိုသူတို့ပြန်သွားပြီဆိုရင်တန်ရှင်းလုပ်တာပေါ့နော်တန်ရှင်းပြန်လုပ်ပေးမယ်သူတို့အကုန်လုံးအရာခင်းညာစားအကုန်ဒါထုံးစံတိုင်းလဲတာပေါ့နော်သူကန်ရတဲ့နေရာပုတ်တက်စီနဲ့တုပ်ပေးစီညင်ပါတယ်ကြောဒါအလုပ်သမားပဲဖြစ်ဖြစ်ဧည့်သည်ပဲဖြစ်ဖြစ်ယောဂကုသခံရတယ်လို့ရှိရင်ကျွန်တော်ချက်ချင်းတာတင်းပေးပါဒီကျမ်းမာရေးဌာနချက်ချင်းတင်းပေးဖို့အနာမည်နဲ့ဖုန်းနံပါတ်တွေကျွန်တော်ကတ်ထားတာရှိပါတယ်တင်းပေးလို့ရပါတယ်ကျွန်တော်စီကလိုအပ်တဲ့ဝတ်စုံတွေလူနာတင်ကားတွေ PPE တွေဝတ်ပြီးမှလာပြီးမှခေါ်ပြီးမှဆွတ်တွေပါယူတခြားဆောင်ရွက်ပေးမှဖြစ်ပါတယ်ဒါကျွန်တော်တို့တန်တရားရှိရင်ကျွန်တော်ပေးလို့ရပါတယ်ပြီးခဲ့တဲ့လတွေကကျွန်တော်တို့တင်းရန်ကလာရင်တင်းပေးတယ်တီတင်ကလာရင်လည်းတင်းပေးတယ်အဲ့မှာကြောက်တာဘူးเนาะအခုပေးတာတွေမရှိတော့နေသွားပါတယ်ဒါကတန်တရားဖြစ်ရင်ကျွန်တော်တင်းပေးလို့ရပါတယ်เนาะဒါတော့ဟိုတယ်နဲ့ပတ်သက်တဲ့အချက်လေးဖြစ်ပါတယ်အားလုံးရှင်းလင်းနားလည်မယ်လို့ထင်ပါတယ်တကယ်လို့မေးကြည့်လဲခဏနဲ့မေးလို့ရပါဘူးเนาะဒါကစေကန်းနဲ့စေပီကန်းဆိုရင်လည်းကျေးဇူးပြုဒီနေ့မနေ့ပိုင်းနဲ့ခေါ်တဲ့ထက်မှာစေကန်းနေပါလားမသိဘူးခင်ဗျကျေးဇူးပြုလက်လေးထောင်ပေးပါစေကန်းနေစေကန်းညနေပိုင်းပြင်မယ်เนาะဆရာစေကန်းကတော့ညနေပိုင်းကျွန်တော်မပါရင်ဆက်လက်ဆွေးနွေးပြပါမယ်စေကန်းကလည်းပြောချင်တာကအခုဆိုရင်ဖျားနာလို့တွားတဲ့စေကန်းတွေဆိုရင်ပူမှသတိထားမှာပေါ့ဟုတ်တယ်မလားဒါပေမဲ့စေကန်းကြတော့ဘယ်လိုဖြစ်လဲဆိုရင်စေကန်းတွားလူနာဆောင်တွေကြတော့ mask လည်းမတက်ဘူး face လည်းမပါဘူးနော်လူနာတွေကကပ်ပြီးမှထိုင်နေကြတယ်အဲ့ဒါလေးလည်းသတိထားမှာဖြစ်ပါတယ်ဒါကျွန်တော်ဆက်လက်ဆွေးနွေးပါမှာ workshop ပေါ့နော် workshop ဘယ်လိုပါလဲခင်ဗျ workshop နဲ့ဟုတ်ကဲ့တော့လေးဟုတ်ကဲ့ကျေးဇူးတင်ပါတယ် workshop ဒီမှာworkshop တော့ကျွန်တော်စီပင်ကကျွန်တော်တို့အားလုံးနဲ့ဆက်သွယ်ပြီးမှတဘောဘေးခေါင်းစဉ်မှာပါပြီးမှဖိတ်လိုက်တာပါเนาะတကယ်တော့ကျွန်တော်တို့အစားတော့ဖိတ်တဲ့ထက်မှာကျွန်တော်တို့ပါတော့ပါတယ်ဒါပေမဲ့ workshop ကိုကျွန်တော်တို့တက်လိုက်နာမက်ဆီကန်ကျွန်တော်ကျမိုက်ဝီဌာနထုတ်ထားတာတော့မရှိဘူးပေါ့เนาะဒါလည်းဒီပုံထုံးစံတိုင်းပါပဲ workshop လာတဲ့
ကိုယ့်ရဲ့ customer ပေါ့နော် mass လေးတက်စီခြင်းပါတယ်ဘာလို့ဆရာတို့အမတို့ကိုတို့ထိတွေ့တဲ့လူကဘယ်ကနေလာတာလဲအိန္ဒိယနေလာတာလားရန်ကုန်ကနေလာတာလားမသိပါဘူးယောဂကိုရှိမရှိလဲကျွန်တော်တို့မသိပါဘူး COVID-19 ဆိုတာကအခုတွေ့တဲ့60ရာခိုင်နှုန်းမှာလူနာတွေမှာ positive လူနာတွေမှာဘယ်သူမှ60ရာနှုန်း asymptomatic လက္ခဏာမပြဘူးဖျားလည်းမဖျားဘူးနားတောင်မချေဘူးလူကောင်းတိပါဖြစ်ပါတယ်တို့မဲ့သူမှာပိုးရှိပါတယ်ဒါကြောင့်မို့လို့ဆရာတို့အားလုံးနဲ့သတိထားလို့ရအောင်ကိုနဲ့လူစိမ်းကိုမိသားစုတရားမဟုတ်ရင် master တက်ခိုင်းလိုက်ပါ master ခိုင်းပေးပါ master တာမမားပါဘူးသူကများရောပိုးရှိတယ်ဆိုရင်သူတက်တာကိုတက်ပို့လို့ချုံပါတယ်ကိုကြီးတက်တာနဲ့မရပါဘူးရောပိုးရှိတဲ့လူက master မှကျန်တဲ့လူက90ရာနှုန်းကိုကာဝယ်တာဖြစ်ပါတယ် master ပုံတန်ကြီးတွေလည်းကျွန်တော်တို့ပြောပြပေးပါမယ်နော်အဲ့ဒီမှာဆရာတို့ workshop မှာလည်းဟိုတယ်တွေလိုပဲစားတောက်ဆိုင်တွေလိုပဲအရှိမလက်ဆေးကန်လေးဆက်ပြန်နဲ့ရင်းနဲ့ထားပေးရမှာဖြစ်ပါတယ်ဆက်ပြန်နဲ့ရင်းနဲ့ထားပေးမယ်နောက်ဟန်းကျယ်လေးထားပေးမယ်ဆက်ပြန်ဆေးတဲ့နေရာမှာလည်းဒါစက္ကန့်20ကြာအောင်ဆေးရမှာအဖြစ်သဘောမျိုးဆေးလို့မရပါဘူးခက်ကြစက္ကန့်20ပေါ့နော်အဲ့ဒါလေးဆေးပေးရမှာပါဒါကြော်လိုက်နော်ဒါဝင်ဝမှာထားမယ်ဟာပါနောက်ဝန်ထမ်းတွေလည်းဟိုတယ်လိုပါပဲနော်ကျမ်းမာရေးကူးဆိုင်မယ်အဲ့ဒီတွေကို6ပေချားလေးတွေနော်3ပေ6ပေ4ပေဒါ6ပေပေါ့နော်ကျွန်တော်တို့ကတော့စစ်ဆေးတဲ့လူတွေကတော့ကျမ်းမာရေးဝန်ထမ်းတွေစီပင်ဝန်ထမ်းတွေလာမတိုင်းပါဘူးပြည်နိုင်ကြီးတော့လာမတိုင်းပါဘူးအခုအသိစိတ်ဓာတ်လေးနဲ့ကိုခတ်ခွာခတ်ချဲချဲလေးနေပေးစီနေတာပါနော်အရင်ပုကတ်မနေစီခြင်းတဲ့တဘောဖြစ်ပါတယ်ဘယ်သူမှတော့အတိအကျကြီးလာမတိုင်းဘူးအတိအကျကြီးလည်းမထိုင်နိုင်ဘူးနော်ခတ်ခွာနေပါလို့ကပြောတာတကယ်တော့လိုက်နာဖို့ကခက်တယ်ဟုတ်တယ်မလားနော်တရားစကားပြောရတယ်ဆွေးနွေးရတယ်ဆိုတော့ခက်ခွာနေဖို့ခက်တယ်ဒါပေမဲ့လည်းအတတ်နိုင်ဆုံးနော်အတတ်နိုင်ဆုံးကျွန်တော်တို့ခက်ခွာလေးနေပေးစီနေတာဖြစ်ပါတယ်ဒါမှသူစကားပြောတာနာချေချောင်းဆိုးတာအဲ့ဒါမှသူကိုပါလာတဲ့ယောဂပူကိုရှင်မရောက်မှာဖြစ်ပါတယ်အနည်းဆုံး6ပေပါနော်အဲ့ဒါအမှသူ့ကိုလက်ခံပြီးရင်workshop လာတယ်ပေါ့နော် customer အလုပ်လုပ်ပြီးရင်သူရှာမှာငွေကြေးယူမယ်သူနဲ့လက်ဆွဲနှုတ်ဆက်တာတော့အခုတော့မလုပ်ကြတော့ပါဘူးနော်နှုတ်ဆက်တာတည်းလုပ်လို့မရပါဘူး handshake တွေပေါ့နော်သူနဲ့ထိတွေ့ပြီးသူပစ္စည်းပေါ့နော်ငွေကြေးပဲဖြစ်ဖြစ်ပစ္စည်းတစ်စုံတရာပဲဖြစ်သူရှာကိုလက်ခံလိုက်မယ်ဆိုရင်သူထိတွေ့ထားပြီးသားဟာကိုကကင်တော်တာဖြစ်တဲ့အတွက်လက်ဆေးရမှာဖြစ်ပါတယ်လက်ဆေးတဲ့အကျင့်လေးဖြစ်ပါတယ်နောက်ပတ်စံပေါ့နော်ခုနလိုပဲငွေကြေးဟိုတနေ့ကလည်းဈေးတယ်လို့ပြောပါတယ်ဈေးရောက်တယ်ဈေးဝယ်တယ်ဆိုပတ်စံပေးကြတာလေငွေပေးတဲ့အတွက်သူပေးတဲ့ငွေမှာကပ်ပါလာနိုင်ပါတယ်ပတ်စံကန်ပြီးတိုင်းဟန်းကျယ်လေးနဲ့ဖြစ်ဆေးစေခြင်းပါတယ်ဟန်းကျယ်ရေနဲ့ဆက်ပြနဲ့ဆေးပေါ့နော်ရေနဲ့ဆက်ပြမလွယ်ဟန်းကျယ်လေးတွေဆောင်းထားဟန်းကျယ်လေးနေတာဆွေးရမှာဖြစ်ပါတယ်ဟန်းကျယ်လည်းအခုနောက်ပိုင်းမှာဆိုရင်အရင်ဖြစ်စလို့တိတ်မရှားတော့ပါဘူးဈေးလည်းမကြီးတော့ဘူးဒါလေးနော်ဟန်းကျယ်လေးတွေအများအားမကြာခဏလက်နဲ့ပုတ်ပြီးမှဆေးပေးစီခြင်းပါတယ်ဖုံးကင်ပြီးသားပဲဖြစ်ဖြစ်ပတ်စံကင်ပြီးသားပဲဖြစ်ဖြစ်ပစ္စည်းကင်ပြီးသားဖြစ်ဖြစ်ပေါ့နော်အကုန်လုံးဆေးစေခြင်းပါတယ်ဒါမှကျွန်တော်တို့ကယောဂကိုကာဝယ်ရရောက်မှာဖြစ်ပါတယ်ကိုတိုင်ကောကိုမိသားစုအတွက်ကောကိုရဲ့သားသမီးတွေမိဘတွေအတွက်ပါကာဝယ်မှာဖြစ်ပါတယ်ကိုတယောက်တည်းတင်မဖြစ်ဘူးပေါ့နော်အားလုံးကကူးတဲ့ယောဂဖြစ်တဲ့အတွက်ကိုနေတဲ့ကိုရဲ့မိသားစုအရင်ဆုံးကူးဆက်မှာဖြစ်တဲ့အတွက်မကြာခဏဆေးပေးစေခြင်းပါတယ်ကဲနောက်တစ်ခုဒါ workshop ပြီးသွားပြီပေါ့နော်စန္ဒဆိုင်ဒီနေ့မှာချင်းလေဒီတို့ဝိုင်းတို့နော်တကယ်စန္ဒဆိုင်တွေလာတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်ဝမ်းတာပေးပါတယ်ဒါမအားရကြကမိုးရတဲ့ကြနော်ပြင်းပေမဲ့လည်းလာကြတာပေါ့နော်နောက်ညနေပိုင်းမှာလည်းတန်တဲ့စန္ဒဆိုင်တွေအဖွဲလိုက်ခေါ်ပါတယ်ကျွန်တော်တို့ကအများကြီးခေါ်လို့မရပါဘူးခွဲမှခေါ်ရတာနော်တဲ့ကို30 40ခွဲမှခေါ်ကျွန်တော်လည်းတစ်ခါလည်းပြောလိုက်ချင်တာပေါ့နော်တစ်ခါလည်းပြီးတော့အခုကကျွန်တော်တစ်ပတ်လုံးခွဲမှခေါ်တဲ့အတွက်ဒါနော်ညနေပိုင်းလည်းပါမှာပါနော်ဒီကစန္ဒဆိုင်နေဆိုရင်ကျွန်တော်တို့အရင်တော့စန္ဒဆိုင်ရဲ့အတွက်တောင်မှတက်မထွက်ဘူးပေါ့နော်ဘာရှင်းနေမထွက်ဘူးဝင်ကြီးဌာနထွက်တော့တိတ်ထွက်ဘူးမလားစာတင်ကျောင်းတို့စားတောက်ဆိုင်တို့ပုံမှန်လေးပေးလို့ဖြစ်တာဒီကစန္ဒဆိုင်ကပူကြောက်ရတာအစမညတ်တဲ့အတွက်ဝန်ဆောင်မှုပေးတဲ့အတွက်အလားပြင်တဲ့အတွက်သူနဲ့ကိုနဲ့သုံးမိလည်းခွာလို့မရပါဘူးအဲ့ခါကျရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲမညက်လို့လည်းမရဘူးเนาะဟိုကအိမ်မှာ4 လလောက် stay home နေလာကြတာလေ7 days ရှိလာပြီတချို့က
အောက်လို့ကိုသားသမီးကိုညက်ပေးတယ်အလင်းမယားရောက်ဆိုရင်ကြောင်တောက်တက်လက်စီညက်ပေးကြတယ်ဒီတော့ကြာတွေ့မှာပေါ့နော်လိုင်းပေါ်မှာအခုကျတော့ဆိုင်လဲဖွင့်ပြီးဆိုတော့ညက်ချင်ကြပြီတွားချင်ကြပြီနော်အညက်တစ်ခါကြမယ်လားအမတို့ညီမတို့ညက်မယ်ဘယ်လိုလုပ်မလဲအဲ့မှာကျွန်တော်ကိုယ်တိုင်လည်းပြီးခဲ့တဲ့နေ့ရက်လောက်ကတွားညက်တယ်ဒါပေမဲ့ညက်ရှိတော့မညက်လို့မရဘူးအဲ့ဆိုင်မှာလည်းသူ mask ကမတက်ဘူးအဲ့တော့ညမတက်ဘူးလားဆိုတော့အပြင်ထွက်မှပဲတက်တယ်အဲ့လိုပေါ့အဲ့လိုမျိုးလေးလွဲနေရပါတော့သူတို့လည်းမလိုက်နာတယ်တော့မဟုတ်ဘူးဒါပေမဲ့လွဲနေတာလေးတွေရှိပါတယ်အဲ့တော့ဒီပင်ညက်တဲ့လူကိုယ်တိုင်ကတိုင်ပန်ရှင်သို့မဟုတ်ဝန်ထမ်းက mask တက်ကိုတက်ရမှာဖြစ်ပါတယ်အဲ့တော့သူနဲ့ကိုယ်နဲ့နီးနေတာလေလာညက်တဲ့လူနဲ့ကိုယ်နဲ့ကက်ကက်လေးပဲကောင်းတဲ့ကက်ချင်းနဲ့ကိုယ်အပွေးကနေလမ်းညက်လို့လည်းမရဘူးလမ်းညက်လည်းတော့ဘယ်လိုမှမလာနိုင်ဟုတ်တယ်မလားငါအလားပြင်းတဲ့နေရာမိတ်ကလိမ့်တဲ့နေရာမှာလည်းကတ်နေတာအဲ့ဆိုအမှန်တန်သွင်းရတယ်ဟိုစားတောက်ဆိုင်မှာခတ်ခေါ်ရတဲ့နေတာလေစားတောက်ဆိုင်ဟိုတယ်ကခဏပဲခတ်ခေါ်ပါပြောလို့ဆက်ဆံလို့ရတယ်ပြီးတော့ तू ကတိတ်မကြောက်ဘူးဒီပင်ညက်တာကြာတယ်ဟုတ်တယ်မလားအနည်းဆုံး10မိနစ်15မိနစ်ကြာတယ်ဆိုတော့ तू ကြားထဲမှာနားချိလိုက်တယ်ချောင်းဆူလိုက်တယ်စကားပြောလိုက်တယ်ကုလာနိုင်တာဖြစ်ပါတယ်ဒါလေးကိုအထူးသတိထားသိကျင်လိုပါတယ်နော်အမတ်တမဲ့ဥဒတ်တော့နော်အဲ့ဆိုစန္ဒဆိုင်ဝင်တဲ့မဖြစ်မနေကို master ကိုတက်နော်တက်ရမယ်နော်ပြီးတော့သူ့မှာဘာလို့လဲဆို fish ရှိပေါ့နော် fish ရှိဆိုမျက်နှာကားတဲ့ဟာကြားလိုက်fish ရှိမျက်နှာအကာပေါ့နော်ဒီ mask ကတော့နှာခေါင်းဇက်ကားတဲ့ဟာနော်ဒီ fish ရှိလေးဆိုရင်အမျိုးလေးအခုဒါနောက်ပိုင်းမှာအခုကိုဗစ်ကာလမှာကိုဗစ်ခေတ်ကြီးမှာပေါ်လာတဲ့ပစ္စည်းလေးတွေပေါ့အရင်တော့ဒါမျိုးတွေမသုံး mask ကတော့သုံးသေးတယ်လေနော်ဟိုတုတ်ကွေးတို့ယာရီတုတ်ကွေးတို့ချောင်းဆိုးလို့ဆိုရင် mask TV ပေါ့နော် mask တွေတက်ကြတယ်အခုဒါ face shield ဆိုတာနောက်မှတက်လာကြဖြစ်ပါတယ်ဒါလေးမဖြစ်မနေလို့ပါတယ်နော်အမတို့ညီမတို့ဟန်တာဆိုင်ပါလေဒါမဖြစ်မနေလို့ပါတယ်ဒါလေးတက်မှကိုယ့်ရဲ့စကားပြောတာ mask ကိုအကုန်လုံးလုံခြုံသွားမှာဖြစ်ပါတယ်ဒါမျိုးလေးနော်ဒါဥစားတင်ကျောင်းမှာလည်းကျောင်းသားလေးတွေတက်ကြရတယ်နော်စာတင်ကျောင်းမှာလည်းတက်ရမယ် mask ဒီဟန်တာဆိုင်မှာလည်းတက်ကိုတက်ရမှာဖြစ်ပါတယ်ဒါတက်စီကျင်ပါတယ်ကျွန်တော်စစ်စစ်တဲ့ချက်နေမှာလည်းကျွန်တော်လာစစ်ပါနော်ဒါအပြင်ကျွန်တော်အထူးပြောနောက်ထပ်ထည့်ပြောချင်တာက mask တက်မယ် face shield တက်မယ်နောက် cap နော် cap ဆိုတာခေါင်းစွပ်တာနော်ပါပြီလားဟုတ်ခေါင်းစွပ်တာမှတ်မိတာဟိုကျွန်တော်တို့ခေါင်းလျှော်ရင်လေရေချိုးရင်ခေါင်းကြီးမစွမ်းစွတ်တဲ့ကက်လေးဒါဒီမှာဆိုရင်တက်စီကျင်ပါတယ်ကျေးဇူးပြုပြီးအလှပြင်ဆိုင်လေးနော် beauty parlor တွေတက်စီကျင်ပါတယ်နောက်လက်ဖေးဆိုင်လည်းကျွန်တော်တို့ပြောထားပြီးလက်ဖေးဆိုင်အခုဆိုရင်ဟိုမြို့တက်ကနော်မြို့တက်ကဆိုင်ဆိုရင်တော်တော်များများတောက်ကြတယ်နော်ထိတ်တန်းပေါ့နော်အဲဆိုရင်ကျွန်တော်တို့အခုသူလိုက်နာပါပြီကျွန်တော်သွားကြည့်တော့ကျွန်တော်လည်းလက်ဖေးတောက်တယ်နော်မ mask တွေတက်တယ် apron မှာဝတ်တယ်ဆန္ဒဆိုင်လည်းတော့ကတ်နေတဲ့အတွက်နော်သူနဲ့ကိုယ်နဲ့ကတ်နေတဲ့အတွက် mask တက်မယ် face shield တက်မယ်ပြင် apron ပေါ့ apron ဆိုတာ apron မြင်ဘူးလားကျွန်တော်တို့သမင်းချက်ရင်လေဒီကားတဲ့ဟာပေါ့နော်အနောက်ကခြေထားတာအဲ့ဒါမျိုးလေးတာတက်စီမှာသူနဲ့ကိုယ်နဲ့မထီတော့ဘူးနောက်ကက်ပေါ့နော်အဲ့ဒီခေါင်းလျှော်တဲ့ကက်လေးနဲ့နော်အဲ့ဒါလေးတက်စီကျင်ပါတယ်သူစကားပြောလိုက်တာဒီဇပင်မှာသွားကက်ပါတယ်ဒီအမုံလေးတွေလေနော်အဲ့ဒါကြောင့်ဒါ apron ပါနော်ဒါလေးတစ်ခါတုံးထွက်ပါတယ်ကျွန်တော်ဆေးရုံတွေမှာလည်းအများကြီးဝယ်ထားတယ်ဆေးရုံကတော့ဆရာမတွေရောဆရာဝန်တွေဒါတစ်ခုမှ90 100လောက်ပဲကြတယ်အရင်တော့ဆိုတော့30လောက်ပဲရှိတယ်တက်30အခုဈေးနဲ့တက်ရင်အလုံးစုံတက်100ပေါ့ဒါလေးတစ်ခါတုံးတက်လို့ရပါတယ်ဒါလက်ပြင်ဆိုင်အမောက်ညီမောက်ဆိုရင်ဒါချင်းလေဒီလိုပါဆိုရင်ဝိုင်းတို့လေလူနာမဟုတ်ဘူးဖောက်တယ်အများများတယ်ဒါမှမဟုတ်ဒါကိုတက်လဲကာပါဖြစ်တယ်အစတမ်းပဲ fish တက်မယ်ကက်ဆောင်းမယ်ဒါမျိုးလေးကျွန်တော်တို့လုပ်ပေးပါကိုတက်ကပါပြီးရင်ကျွန်တော်အမားတို့ညီမတို့အိမ်ပြန်သွားရင်အိမ်မှာရှိတဲ့ကလေးတွေလူကြီးတွေကိုမကူးတော့ဘူးเนาะအဲ့ဒါလေးတွေတက်ဖို့မဖြစ်မနေလို့ပါတယ်ဟာခါကျွန်တော်စေမညတ်တာဆိုင်နှစ်ဆိုင်သုံးဆိုင်လိုက်ညတ်တယ်မတက်ဘူးကျွန်တော် mask တောင်ယူသွားတယ်အမညီမလေးတက်ပေးဆိုရင်သူကတက်ခိုင်းလို့တော့တက်တယ်တိတ်မတက်ချင်ဘူးเนาะဘက်ကဆိုင်ဆိုရင်ကျွန်တော်မိတဲ့ခါမှာသူတို့ကဌာနဆိုင်မှာတီးလို့တာသူတက်ကြတာအဲ့လိုမျိုးတွေမဖြစ်စေချင်ပါဘူးကျွန်တော်တို့စစ်တီဖြစ်စေမစစ်တီဖြစ်စေတန်ရိုက်မရိုက်ကိုယ့်ဟာကိုကာကွယ်လို့ရအောင်ဒါတက်ပေးစေချင်ပါတယ်ဒါဆန္ဒဆိုင်အရန်ကြီးကြည့်ပါတယ်နော်ဆန္ဒဆိုင်ကအရန်ကြီးကြည့်ပါတယ်ပေါ့လို့မရပါဘူးနော်
เราเป็นเตี้ยวปีเนี่ยตัวโค้งมาเลยตัวเตี้ยไปแช่มาบ่เนาะส่งแรงกระแทงมาแต่ตอนเดี๋ยวโกงลงไอ้ดิกูแต่ซีเนี่ยตกปีตัวป่ะแค่แซมรู้เนาะตกปีรู้เล็กไก่เนี่ยตกปีตัวรู้ยาบ่เลยตกปียามาผิดบ่เลยเนาะจบเลยจะขนาดแล้วเราชอบปีชาลาเลยเนาะยาวนักขวาเลยนักโค้งนี่แสดงขั้นเจ๊บ่เนาะนี่จะเป็นยาเจ๊คงอ่ะตายมาสิ่งเนี่ยขั้นเจ๊เลยเจ๊สิ่งมาเลยเราดูง่ายเลยขั้นเจ๊เลยสองครั้งพี่ซ้อมมาแต่ไหนเราซ้อมแบบพี่มายันลาปีบ่อันนี้မျိုးเลยพี่ไหนเนี่ยนี่ล้านเลยเนี่ยล่ะสมัยเป็นสิ่งมาเลยเนาะဟုတ်ပြီပတ်စံလည်းဒီတိုင်းပဲပေါ့နော်ပတ်စံခေါင်းစပညာလည်းတဲ့3000ကျတယ်အဲ3000ကိုကင်ပြီးရင်ဟန်ကျယ်လေးနဲ့ဆေးပေးပါဟန်ကျယ်လေးများများထားပေးဖို့လိုပါတယ်နော်တော့ဒါစပညာဆိုင်စီဆိုင်လည်းဒီလိုပါပဲနော်စီဆိုင်ဘယ်နဲ့ဆိုင်ပါလဲမသိဘူးခင်ဗျဒါစီဆိုင်ဟုတ်မှာနော်စီဆိုင်မှာလဲဒါစီလာထည့်တဲ့လူတွေပေါ့နော်မတ်စတာခိုင်းမယ်နော်သူတို့ကိုခက်ခေါ်နဲ့နေခိုင်းမယ်နာစီချောင်းဆိုးရင်အပြင်မှာနော်ပါပြီးမှနေခိုင်းမယ်နော်ဒါလေးဒါစီဆိုင်ပေါ့နော်ကဲစီဆိုင်တော့ကြော်လိုက်နော်ဒါဆန်းဆိုင်ဘေးဆိုင်မဲ့ဖြစ်ပေါ့နော်အကုန်လုံးဒီဝန်ဆောင်မှုပေးတဲ့ဆိုင်အားလုံးဆိုလိုတာပါဒါလည်းအတူတူပါပဲနော်မတ်စတာခံရမယ်ခက်ချာချာနေခံရမယ်နော်လက်တန့်ဆေးနဲ့ငွေတွေပတ်စံတွေနော်သူအိတ်တွေပေါ့နော်နော်ကျွန်တော်ဈေးဝယ်ရင်လည်းဒါတခါလဲပြောပါဈေးဝယ်ရင်လည်းဈေးဝယ်ပြီးပြန်လာရင်ကိုယ့်ရဲ့ဈေးဝယ်ချင်းတောင်းပစ္စည်းတွေကိုအိမ်မှာပြန်လဲရတာပါနော်အိမ်ထဲဒီမိသွားနဲ့အပြင်မှာပြန်လဲပြအဲ့ဒါကိုတန်ရှင်းလုပ်ပြီးမှဝင်ပေါ့နော်ဒါတခါလဲဈေးဝယ်တဲ့နေရာမှာကြုံတော့ရှင်းပြဖြစ်ပါတယ်နောက်ပတ်စံပေါ့နော်ကြည့်ကြောဟုတ်ပြီအဲ့ဆိုမရှင်းတာဟိုနားမလဲတာရှင်းရင်လိုက်နာဖို့ခက်တာရှင်းရင်ကျွန်တော်တို့ဆွေးနွေးပါအပြန်လန်းရှင်းပြလို့ရပါတယ်ဟိုတနေ့ဆိုရင်ဆိုင်ကဆရာတို့ကဆရာကြီးတို့က6ပေချခိုင်းတယ်အဲ့မဲ့ကျမဆိုင်ကရှိတာမှ10ပေပဲရှိတယ်ကျမဘယ်လိုချားမလဲဒါမျိုးတွေပေါ့နော်အခက်အခဲတွေရှိပါတယ်ဗျကိုယ်တိုင်လုပ်နေတယ်ကိုယ်တိုင်ရောင်းနေတဲ့ဆိုင်တွေဆိုတော့အခက်အခဲရှင်ကျွန်တော်တို့ဆွေးနွေးပါကျွန်တော်တို့အချက်ထဲမှာမပါတဲ့ဟာမစင်စားမိတာတွေလည်းရှိပါလိမ့်မယ်အဲ့ဒါလေးတွေဆွေးနွေးပေးလို့ရပါတယ်တဏ္ဍဆက်ပြီးမှဆရာအနေနဲ့အချင်းပါတာနဲ့လည်းရှင်းပြမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အဲ့မဲ့ဒါမျိုးပါနော်အကာအကွေဆိုတာဟောပြောတာဒါမိုက်ကကူးတယ်လေရကူးတယ်ဒါကျွန်တော်တို့ပြန်นี่หรอคาราโอเกะဆိုင်သူစနေတယ်တော့လောက်ခဲ့တယ်မောကိုအားလုံးဘာမှနားလေပြီးသားနော်ချင်းလူနေနေပြပြောပြမယ်တုံးပါတီလောင်ကန်ချင်းထားလားဒီနန်ထိတ်ချက်ဒီမီလောင်တေးစမဝဲလ်တေးဟဲနန်ထိတ်ချက်မီကန်ထိတ်ချက်ဒီမီလောင်တေးစကန်ပခုလောလောင်စကောမောကဟင်တမ်တော့ဆိုဝန်ဆောင်မှုပေးမီဒေါ်လောင်တေးကန်စတကန်ထိတ်ချက်ဒီမီဇေရောင်စီတီစကေလောင်tin phang aiသူကိုရမခေမြေဇောဆုံးသူအဇထုံပအွန်ချင်းထောင်းလောင်မရီချောဒီပွိနာကစအိန္ဒိယရမ်ဟဲဒီဘစ်မီစတူအိန္ဒိယရမ်အဇဝလင်းချင်းစေတကြွင်လမ်းကြောင်းအိန္ဒိယရမ်ဟဲအိန္ဒိယရမ်ဟဲတကြွင်လမ်းကြောင်းဟဲအမ်ပိနာတင်ဟောင်းကူအလုမီတမ်ပီနန်ထက်ကောလာနမချေကမချေမောစီအဇဝမီအဒန်ဒန်အိဒင်ဒေါ်တကြွင်ဟောင်းကူလမ်းကြောင်းအိန္ဒိယအလုမီအန်တောပီတူရလိုက်လာငါစီတကာပကခတ်စစ်ဆောစလောlike Indian hakha thong anlu tik te dim thong hlam thong la hakha sa dong tu lu yi kan tam da tika hakha da en thing hen da chia ba azom ha ding hakha kan te la hi atu zong he lom pa le hi ji zu nak te ra te lai ze ronga rangkuman de le ni piro paku situen ha ji zu daw ji rong hakha long akan to ti mi complain ta sol tika phang moว่ากันนี้จุอินเดียบังกลาเทศอัศวลิงจิงเสตัวเฮไม่การฮ่องกูลานจ้องหลุดเลยเพราะถ้ากันสิสวดที่กำพังอาจีสุนักราตีหลายกำมาจะมายึดถอยเอาซีพิงมีแต่เยมาซาตงตัวยี่อย่าง FDA ปองนิจารคตานิทุมที่ช่องตะคินซีกันราตีละมาตะคินเยจูจูเสียค่าเสียตะเคียจองเปียเชงะแต่แล้วจะมายึดฐานะโจอาจีสุมีกันเสร็จแล้วสิปีนี้จีนี่สุดเต็นหาหลายชิมดูมีโจมาเตะให้การเทเจียดีมีสกาวนาติมาค่ะ
kia tu he kia avoid kia ti be ta bomo zitin da kan to la kan jol sang na ti mi te kha hi jama yun chi thana ni an thau pian ning an to ning te zu ti mi sa a foi lo mo hau pon nan cha hau pon kan cha foi lo na tin to khong ha ding cho tam pi ve zai de se max kan ni tat lai kan kut kan ni tol lai pe rup da na pe thum da na kan lai mo ke kan khu tika kan ha theo tika ke ti hu lo kan piu ni hu se he te bun phun na zot na pha sol tika se yong se khan pia he te bun phun te ma i ko di ka cho adang ze pi pa ke ba to len ke kan to aiสนาติงขึ้นเชียวขึ้นจ่าจะมาหาไงจะดูว่าชอบให้ตัวพรมโม่เฮียใส่จะเป็นเฮียใส่นะให้ดีจริงไงจะกระซำนักเม็ดป้านะเที่ยวนักเที่ยวโหดลังมังค่ะมันไทยก็ละไม่นี่ก็กระดิ่งมาครับไฟชีเรื่องนั้นซึ่งก็เราสกัดติจากกันหัลตาแหละเรื่องนั้นมักกันเนี่ยจัดมักเรื่องกันเนี่ยจัดมันไทยมั้ยมันไทยก่อนตัวก็ชิมตัวสกุลเรื่องนั้นก็เนี่ยจัดมัสnó ổn định tốt thằng đâu thì này yoga cả cú số lệ tí chú master chú lâu lâu chứ thế yoga bộ chú yoga bộ chú master cú chú mà chọn thế 근데 분가 gì ngay chim đu mi cho hai lệ cha tiếng cam pu pa chan kan te pa chan lâu chan tiếng chan hem te lam hai lệ ya mo mà lấy chúng cũng sẽ yoga việc thế rồi nặng việc thế tầm đậu he cần một lá cần mít lá cần hai cần mít mì lòng thì mò dễ lòng đã nâng cái trổ lót tí lâu nâng cút trổ lót tí thế mà họ tóc ba họ cho chế thâu khana xe ba tí lâu dễ lòng lấy khana xe ba tí mò dễ lòng á ở lòng đi mò dễ lòng pe rút đan là bác khát bia cái chim cái chim mi he cái chỉ tế trong kỳ tế trong sắm hùng hóa tế trong chuộc khẩu khá tế trong chuộc khẩu mà khá từ coronavirus bố hệ Peru tiếng phản khẩu tế xe mà rong chú khắc khoa khoa ní bê bà tế mì rồi lòng cái xe dễ rong tế xin max rong ở chất lâu facial cái này chất mi tế rong cái này chất thế vậy nó sẽ dễ rong cái này chất tin rồi mà hả ông hàng cọc mắc cái nền chất hiện chất thành chất mò cầm mắc ta chọn người dòng ta tham nhé anh lèn để ở người dòng phát tham vậy có bà lấy kiếm hết cho mò kiếm hết rồi nặng covid này virus cái ngày số sinh phát thì lúc không còn sinh giác người chọn là sinh khí mà không kiếm không hạn định là mà không thì giác thành không cọc gì mò cái này cũng về cầm hút cũng về giác cái này chọn cũng xem không giác thành không nghe 세상 아약 방송 세상 아약 방송 아캄코 WHO 니 엔티토미 나 근래한 지미죠 디풀 누카 그 감정아 지하 디풀 누마 비알 때 학교 비바 촌 하라 근데 저 맞아 낙 근데 간 하티양 아이죠 간 띠네 맘 따라 마 려 간 안자비 때 촌 나서 하면 간 총암로 그힌 뭐 끝내라는 거야 제롱 azot apa bilau mi menung ni virus ni solong chot har tese itu memen mo chot har tese benabya virus ngai ye ki kazop pi tu fu hatyo ki ketak alin pi apa pi kazop pi ma kan chun ko pong kap mi ka chon ni chang na ti ka dam kon chot har na tin ma minung kan kan ku thi kam hai ni kan atom voi kulin voi yang kan ni pong ti sa đi nung tụt mò thì mắc nên là mi đóng cần mít rồi mít cái vài cái sinh thì lâu cho cần mít không hơn được rồi đi rồi mắc rồi là thế mắc bật thùng hơn được cần mít lá cần cả mắc mò thì lâu được mắc ăn thì chọn bình thì mình điều rồi mắc là mắc cái gì thì cần mít trả thì mình sẽ mò thì mắc cứ thế cần hôn lá 자, 이 페이실도 간 밑자, 이 페이실 그 롱아 아파트 하니 다치지 왜 그함 님때 감은 때는 뭐 지금 내 천근의 미약디가 디가 산타 사인 볼 프림
ไอ้ปรนเราเลยที่สุดเราเขาไม่ต้องสั่งมิตรเขาโม่มีจ่าน้ำมาจ่าต้องสิกับมาจ่าต้องสิอัชเชนแฮมโต้ใช่ก็ได้ไหมอาหารพินไซน์หัวโม่มาตุกขาตุ้งต้องช่วยเราปนหันน้ำหันนี่ปนต้องแค่สิโคสุนเย่ตัวแอลกอฮอล์เราได้ตั้งสิ่งถดลังมังตัวลังมังโม่รำแล้วมีน่ะไม่นุ่งนักกันโดดเก่าสุดโม่อาหารมีสองแต่เราเฮ็ดจนตุกขาตุ้งสองพังโม่อามันต้องฝักเดี๋ยวก็ใส่เสื้อรองแต่มันฝักเดี๋ยวกูวิตรองไอ้ที่ก็ว่าเลยถึงลูกสิดีก็จนวันสองหุ่นแปลกเหมือนกันสิที่ก็เจมันตุกโดนเจมันตุกโดนกันสิกันเจมันปุ๊บปุ๊บกันสิฮะกันโดนอันลึกมีปุ๊บปุ๊บมักอาจจะเรามีลูกแต่เราดิ้งสลายโม่นั่งกุดเอาตัวเต่าหนึ่งทีละช่วยข้าว่าตัวเล่นข้าข้าโม่มักจะเต่านั่งกุดเอาตัวเรามาลองโดนเรามาค่ะดีจีบมีเส้นโม่มาเนียมตุกคนเขาเนียมดิ้งสลายมาสนิทตุกโดนยิงหินเจมันตุกโดนนักโป้คำที่ไวรัสหลงสลายโคโรนาไวรัสหลงสลายอันนั้นกันตุกใช่กุดโดนเลสซีบาหลงขนาดที่คนรุ่นของเราเสียแล้วแค่เรากุดอาโดนมีรำพวกตั้งหลายท่านไงครับเราโม่รำดังกุดโดนให้จีโต้มาไวรัสหลงสลายดังพวกกันกุดจะคนผมบักโม่เด็กพวกกันต้องหนักย่อมาจะเขาเด็กที่คุกคามพวกดังของเราไม่นุ่งนี่ต้องมีที่ละยามพวกแค่แต่การละยามโม่อิงกาคนหนักหกกองตาคนหักเอ๊ะตู้รถตู้ตีนันหกลังมังละโม่นันหกลังมังละมาเอาพวกข้าจีตุกมาจนปวนตันหาเราตันหาข้าทุกขันลังมังกูจะเสียสิ่งฉันลังมังเขามาตีตกันพวกเขาเราจะกันจะหาอันเร่ต่ำตัวเสียที่อินเดียนี่ดูเท่ที่เอาพิมพ์ให้ในพิมพ์ตัวเขาแล้วโม่สัจจีดูก็ไม่นุ่งเรียนให้เจ้าอันเรียนให้มาทำไม่ข้างให้แค่เด็กกลางให้อันรู้ยาติเก้ก็ปัจจุบันหลักที่ห้าสักอันที่มีอันที่ตามตุกโม่อันนี้พิมพ์ตัวเขาเราที่อินเดียแค่ดูแค่ไม่นุ่งพวกที่หักให้ทำจนแต่เรานี่ขดารวกปังอาปรุกอาตมฮานะกันบุยปิงอ่ะเหรอหักให้ไม่นุ่งสุภุมนี่คือที่ตัวเสียเขาเด็กพิมพ์ตัวละเขามันต้องเอาคนเราจะมาอยู่หุ่นท่านแรกก็มาเทรนนิ่งแปลกจะมีไม่นุ่งตัวนี้ PPE ให้พิมพ์เขาฮะรอประจุท่านเลยขึ้นเสร็จดีเด็กคูลิ่งอาเกาเลยโม่อาเกาเลยเปรุกเสาเลยให้เปจะทุ่มของโจ้เอ๊ะถักดีทิ้งกันเขาตัวละจ้ะมันตึกยังที่หนึ่งสิกันโจดกันฟ้าล้านนะจนรอออกกันเทเลนาทีสีตักสลอกำมันกี่มาจ้องนั่งคำเข้าหนาแล้วเขามันเนี่ยคำเข้าหนาแล้วอะไรจงใจสิมันแล้วที่งะสักกันทีก็เลยกันคุกขาอัดทัดเกาเบลเดียจนดังโม่ไวรัสที่มีและแบคทีเรียที่มีซาดาจนนักตำเดาพวกไวรัสพวกที่สุดก็คือสิ่งขัดตัวHIV สองไวรัสเวชสีเรามาจนมินเราที่ชนคนมีในตัวคนมีไปที่ต่ำมาจนตูจ่าเราไม่ได้ปีจ่าเตียงกุโตเรามักสู้คือ说กันนุ่นชุ่มกันติดที่ฟ้าเตียงที่จิตกันไงยาจนกันฝังดำกันนี่นวมแล้วท่านเช่าหนังลองให้กันหลงรถเท้าโม่พาสโกหนังดำลองแล้วก็นวมจ้าโม่เขาก็นั่นเทคเจ้ามาคาสิตินุ่งตุกอินเดียในสัตย์พองกูล้านเจ้าอินเดียละไล่ต่างวิ่งเป้าตามตุกอดุนักเป้าลูกโคดีเสกเตอมหนักเพราะว่าอารลุดมีทำเจ้าเราไอ้ติดนี่อดัมก็ว่าจนไปเราเห็นอาร์กราเลยตารุนตาป่าโมนาทาสิโยกังไงมีสิชูติชูไงมีโบเห็นซาจุดหนักไงมีโบเลยที่พัดบุพัดอันชนประมาณนั้นไวรัสตามเดามาตามเดามีน้องกันชนโซละกันสื่อส่งกันในกลุ่มแล้วบอลุงกุยมีเอาที่สื่อกันสั่นนี่ละสื่อส่งกันในเจ้าเชี่ยเก้ามาสื่อส่งเลยโมเกี่ยไม่นุ่งสังหารรุกซองโซนหาสิ่งที่ถึงนี่หนักมันแล้วจะแต่ที่กาเสียงเดียวเต้อัฐการที่เสียงซองไปดีสื่อส่งพันดีอาลากัดอัฐการตรงซองไปสื่อส่งอัฐการเลยซองสื่อส่งอัฐการที่ซองสื่อส่งโยโรขามาซองสื่อส่งอัตังก็เลยมาทุกที่หนึ่งมิเศษมาสาจุนอัดังจูเอใครเป็นตัวเรากุโตรมักสุขเฮชิกุสุโมดอร์อาร์ลุดมีป๊อปรำดังจนเดียวดีคิดถูกไหมโคเรียฟังเราฟังเราทำมาที่ no marks no entry no service ที่ยังแค่ดีแค่โม marks น่าเราว่าจนรถลุดท่า service ยังไม่ต้องกันในตัวเปียกเขาดอร์คิวกันในรถท่าเราที่คิดสักคิดมันตุกที่
policy เตสนิตกันจิตตรงเวหาสิพักรำกันสิ WHO เนี่ยอังกฤษเนี่ยอเมริกันเนี่ยฮิซาเซติมีจ่าตันหายก็รำชุนหายกันจิตตรงเข้าถึงแล้วมั่งรำรุงรำให้ตัวอุตมีให้กันรำหายกันมาแล้วกันมาให้ออกติดออกแต่ในผักเราคิดว่าที่รีบเพื่อกันช่วยพี่ละนั่นมาทุกชั่วโมงจะมาอีชนะมาในคำจริงเด็กกันไงตรงแล้วกันตัวโคมีโปรโจกุตรลมักรุปไปทุ่มเปรดานะมั่งจดตัวพระสวดที่เขาจะมาอีชนะชุติเราอยากจะมาซึ่งอันรัติละสิพิมโปสิเซย์พวกกับมาพวกกันรัติเลยท่านลูกนักซาวิสนั่นตัวที่ดอร์สุนหายะที่ตัวแค่กันตะนักโปรตีเฮเอาที่มันตุนเตเฮเดี๋ยวนั้นตะเราตีนห่าละเฮ้เห็นยังมันเราตีนห่าละนั่นว่าพังเขามินละพังเขาล้มมินละยี่มาอภิญใต้หนักที่อันนี้ห่าตีนห่าละก็มาอยู่ทำพวกนี้โม่เจิตสีอินดาชาติจนนั่นไทยโคตินห่าตีนห่าละพาริให้และสินจิเกรย์กาเตหินกันนี้จะตัวเฮอภิญโควิดจนหนักลงให้เพียวเราจะดังตั้งไรต้องจดดีสิจ้าอาจจะเราริ่งให้กันตีเบียกเสียมาครับแต่ที่ไอ้ส้มทุ่มเปรียดจุงปะสุดดอร์นั่นเต้นหาเราทำอินสตอลติกะโม่ดิเซอร์เซียสแต่ละมาครับคุณเพียเตนะเสพพัดพัดอะไรแล้วอีฟาริให้เพียสวดสุนสักขัดโม่ริให้สักขัดจุงอภิษมีปะปะสักขัดเตลิจุงเพียมีปะปะดอร์เต้นเราดิ้งอาคินเดียร์เตโฮเดเตคุคันสุนแต่อาคารเตียนนั่นเสียหน้าหลายจะมาอยู่ทำพวกอันรัดทำพวกก็กับให้นั่นช่วยตันหาแล้วอามาเตติตันที่นี่เสียหน้าหลายมันเด็กซึ่งโคตรถ้าดิ่งที่ทำที่กันตัวเราหลวงเสียโม่เนี่ยดูถ้าสิ่งนี้เสียกันช่องที่เงินหลุดนะขนาดน้ำมาโคตรจะนี่แต่เราได้เรากันทุงเลยจะเอ๊ะซาเท่าใส่เอามีปกฮะถ้าอย่างเสียกันหลุดจังไรตัวเรามีพวกดังกันตัดหาเลยที่สกอยี่เจ้าหลวงอ่ะดังใจในปีนี้ปนตัดต้นหัวหักขาดดังใจในปีนี้ปนอันที่ดีจังว่าหักขาจะนุ่งเท้าที่กันดุร้องใช่หมอกันนี่โดดตุ้งเท้าร้องใช่รังกุนมาโจดิ้งน่าใช่หักขากันดำจุดไปกูสึกประตูเตะเงเตมาอินพิโยตัวมีสักลงขึ้นในไทยบ้านก็แล้วไหมมาแค่เด็ดสิกูใส่โยกาแค่จินเตโมสุ่มติดกลางไรโคโลราคนเตโมที่เส้นสุ่มติดยี่ร่างไรอัดชัวเลี้ยวอัดชัวมิสกลงสุดจะมั้งพวกขดามันติดร่างไรมีฝันเนี่ยอันดูนิ่งพวกเราจะอินขันไรเขามันกิโลโรต้องปีดิ้งหาเราเด็กมันต้องปีดิ้งหาเราอันนั้นต้องเต็มคนนึงซึ่งว่าที่มันรวดหนักไม่ใช่ที่อะไรของที่มันหาร่างไรรวดหนักอัดชัวมีกูเสียโยกอัดชัวมิสกลงสิประตูตีเงเตมาดีโยที่มีครับเงเตที่มีเกมาคนนึงซึ่งว่านั่นดูนึงพอปีที่เดียวสีดองรักขันเราไอดองรักขันเราเอ็ดดิ้งดองรักขันเรานักการชดละชิมดูหนังดังใจในปีนี้ผมสีดองหักขาดดำขาดโม่ไอ้หักขาดเราดิโม่ด่านอันตัดขาเราชอบดังโกชอบด่านตัดขาเรายิ่งขาเราต้องทำแล้วเราต้องตอนมักสักนึงพันนึกแต่มินหาต้องง่ายต้องมักแต่ปนหาลุชินนู่ยี่เกณฑ์แต่มินหาแค่ตัวการจะมาให้นึงสักไงสุดจ้ะมาละมาพันนี่กิลเวนเชื่อมทุกดิ่งให้กันเสียง่ายที่จนนัตัวเราที่ชิมหาดิ่งนี่ชิลโปรเสร็จแล้วมาปุ๊บเนี่ยกำมาติดเดียดีกำมาเงินดำนะโม่เขาปกกันสองคนพระเกมาให้ประคันหนักสักก่อนนางมาค้านางมาจะประคันหนักสักก่อนอันนี้เลยจ้านะพันจะตักเดียวชิเขามันโดนหนักโดนรัวหนักจริงน้องอุ้งเหรอเราโดนหนักพันหนักพันเด็ดสนาดินจะมาอยู่ทำโปรโจกันดูเราต้องกันเรียนสิเว้ยเจมันต้องเอาโซมีพอต้องกันเรียนสิเจมันต้องฟังพอต้องกันเรียนสิสนาดินนี่คือตัววิวตัวคิดว่าก็เสียเกมนี่อินจุงข้าในทีมสุดท้ายนี่อินจุงข้าโซนหนักจักงั้นเกมในทีมสุดท้ายก็ได้ดังอันที่ต้องเก่งเราต้องเปิดเราจะเปิดเราทีมก็ได้มาละมาทีเวนชั่นดิจิตอลโม่วันสองหกปีมีลองทิ้งสิมาร์คฟุตเราเองดอราเขามันรู้แต่เราดิ้งเปรุเปทุมเปรุด้านนี้มันนุ่งที่โจกตุกเราที่เรียนแต่ละนันโตเรนหาไรมากุดนันโตเตอร์ตามมาสันหาไรอดัมเราปะนันที่มีปกฮะโดดส่งลูกแต่เราดิ้งจะมาฐานะจองชาดิ้งสละตัวหนักกันชิมันชิโมอดัมเนี่ยจูเรียค่าที่มีชิมันกันชุนิงกันตาละเนี่ยตัวแข็งหนักมาติสักก่อนสิกันได้ไร
มาป่วยที่เชี่ยข้ามโพลที่นั่นตัวเราจะซาเต้าใส่โพลที่ว่าบ้านผมสั่งยัดอันนี้ตัวอันซุกฮาดิ่งมีต่ำตุกเธอก็โพลที่กาโดนแค่ซุกฮาดิ่งมีเหตุกันชิมีชัดทุ่มชัดนี่นั่นซุกอาซาฮาดิ่งมีเตะต่ำกี่เจ้าซาเต้าใส่จุดคงโพลฮาชุดหนักตันหาไอ้หนักยิ่งกว่ากองตราตันหาก็ติดตัวที่ภาษาแต่ที่ก็ต้องชุดโลชันดิ่งโม่ที่มันถูกกองมาซึ่งที่เชื่อให้มันนุ่งพัดหลังตัวงาโม่มันนุ่งพัดหลังอ่ะดูอามันมีพวกนี้ภาษาฝรั่งน่ะหรอมันนุ่งพัดหลังนี่ภาษาหลักสเตล่าดูมีพวกนี้เขาจะภาษาละเขาจะพูดกับกองทัพสิ่งนี้เขาดิ้นท่าอะไรที่เชื่อเขาจะสิ่งที่มีเขาดิ้นท่ายิ่งนั่นชิมข้อเราจะดันตัดอันดับเดียวมักสิ่งนี้เราจะดันตัดโม่ที่สิ่งนี้เราจะดันตัดเห็นเจ้าเนี่ยเชื่อเราจะดันตัดโดนพายาเบสิงนั่นตัวเราจะดันตัดถ้าพิลาวะส่วนช่วยคารักติลาวโม่สนาดิเกจะจีดันตัดถึงสิ่งเราที่กินเสียจะมาอีกค่ะที่มันเป็นงานเปรี้ยวเราเลยคือการเทเสียดีมีสักก่อนกันตัวเราหลงภาษาไทยจริงเพราะเป็นตุจันเลยเพราะมาตีค่ะเป็นสิ่งหัวเรากันไงอยากเอาที่มีชิมก็ดูโม่นั่นโดนหายจีว่าเป็นจริงที่ตัวหนักเป็นตัวเจียวเลยมักอันนี้เสียเจียวอารามีอันนี้กันเราจะมาใครวนซ้อมหุบตัวนั่นแปลกคนนั้นเปรี้ยวนั่นแปลกคนนั้นเราซึ่งนั่นจอกหนักยินขึ้นจอกชันก่อนโม่นั่นตัวริมละตัวพวกนี้จมละเขาพอมาเด็กยุคพวกนี้จมฮาละกำมาฮักขับปีอันเร่ถึงว่าโม่เดี๋ยวว่ายังต้องรับนะของเราจะว่าวิ่งต่ำต้องมีความเสียเพราะการเสียส่วนจุนการเสียตรงนี้กันทุบนั่นแล้วการเสียตรงนี้กันตัวเราจอกแล้วเสียบุยที่สมาธิน้องที่กันท่าจังเนี่ยผักสดแล้วมาจากกันท่าจังชั่วเดือดติก็อินชุมโคคาระพลที่สังละเวงอ่ะอิมปัสขังอ่ะมาสกุลกุโตลและที่พัดละพัดชนที่ก็ลำถัดเดียวอินให้ติมตุกจดละฟ้าส่วนที่ก็เสียงเสียงพิจารณาที่มีเตะจุดพอที่เราคันจนอยากที่มีเตะข้าตัวหนักชิมกระดูกมีเสียมาจนฮัลนั้นมีเตะเหตุการณ์น่าฟังสงเคยเดินแต่ละนั่นเนี่ยน้ำมาและสิ่งสิ่งเตะนั่นตัวคงหาดิ่งตัวขอลงหาดิ่งมีเตะฮัลนั้นมีเตะจนเราคันหาลุที่มีเตะข้าตัวป่าบนชิมกระดูกกันแล้ว